ဒီနေ့ရန်ကင်းစံလုံးတန်းနားမှာရောက်နေထမင်းမောင်းတော့စားမှာရန်ကင်းရန်ရှင်းလမ်းမှာအတိုင်းရှောက်တော့ရန်အောင်လမ်းကြလို့ရှိရင်ညာဘက်ကိုချိုးလိုက်အဲ့မှာ share ကောင်းတဲ့ထမင်းမောင်းနိုင်ရှိတယ်ရင်တော့သူကလမ်းမှာထဲမှာပဲအခုအထဲရောက်သွားပြီပေါ့နော်အဲ့စံလုံးတန်းမရောက်ခင်ရန်ရှင်းလမ်းမှာအတိုင်းလာပြီးအရောင်လမ်းဆိုတာတွင်ညာဘက်ချိုးလိုက်လမ်းသွယ်လေးထဲမှာရင်တော့လမ်းမှာကြီးကနေပြီးတော့လမ်းသွယ်လေးပြောင်းသွားလမ်းသွယ်လေးထဲမှာဆိုင်ရပူကြီးရလို့ပြောတယ်အရင်တော့တပွဲကို4000ပေါ့အခုကဘယ်လောက်ဖြစ်သွားလဲဒီ9000ဖြစ်မှတဲ့စားဆိုတော့မိုက်အဲ့မှာအခေါက်ကင်းဝက်ချောက်စုပြုတ်ဝက်ကောင်းတော့ဘာညာအစုံလဲရတယ်။သမင်းပြင်းနဲ့ဆွဲလဲရတယ်။သမင်းမောင်းရသေးတယ်။ Okay ဝက်သားသမင်းမောင်းဝဲမာလိုက်ပြီ။ဒါရန်ကုန်သမင်းမောင်းပေါ့နော်။အကင်သမင်းမောင်းဟင်းညိုလည်းမိုက်တယ်။ဘီနီကားနဲ့ညိုလေးစိမ့်လေးစိန်ထား။အနှစ်တည်းအများကြီးပဲကြည့်။ကော်ရည်အများကြီးပဲ။ခောက်ကင်ရောသားကင်ရောသားရလို့တော့တော်များတယ်။ဒါလိုက်ပွဲတစ်ပွဲမှာ1500ပဲရှိသေးလား။သမင်းမောင်းတော့9000ဖြစ်သွားပြီ။လိုက်ပွဲတစ်ပွဲ1500လိုက်ပွဲလဲသားနေများတယ်။ဆွဲလိုက်ပြီးကုန်သွားပြီ6500ပဲကြာတန်း။စားပြန်ထွက်လာဟာတာပြောအောင်မယ်ဗီဒီယိုရိုက်ရင်းနဲ့ဟင်းညိုတွေငုံကောင်းတွေထည့်လိုက်တယ်ငုံကောင်းတော်များသွားဟင်းညိုတော့တာရင်းနေတော်ပူသွား